မင်းဟောင်းဆောင်တကြံကိုပြန်သွားကြည့်ကြရအောင်အရန်ပြောဖို့ကောင်းတယ်ဒါတကြံရဲ့တုန်းကရိုက်ထားတာကြားနေပြီဒါမဲ့တလတော့ရှိနေပြီနော်ဒါပေမဲ့အခုမှပြန်တွေးမိတယ်ဘာလို့ဆိုအခုအရန်ညာသူကဘူနေတော့တကြံအကျဉ်းနေမှာလဲခဲ့တဲ့ဟာတွေပေါ့နော်အဲ့ဒီရက်ကလူအများဆုံးရက်ပဲပေါ့မဟောင်ဆောင်လို့ပြောလိုက်လို့ရှိရင်သူများကရေကန်တစ်ခုမြို့လယ်မှာရှိတဲ့ရေကန်မျိုးကိုပြေးမြင်ကြလိမ့်မယ်အဲ့ဒီရေကန်မှာအမြဲတမ်းဈေးတန်းဆိုတာရှိတယ်ပွဲမရှိသည်ဖြစ်စေပွဲမရှိသည်ဖြစ်စေပေါ့နော်အမှညဈေးဆိုတာသူတို့လောက်လေရှိတယ်ဘာလို့လဲဆိုရင်ဟိုအရှိရဗီဒီယိုတွေမှာကျွန်မ mention ထားတဲ့အတိုင်းပဲဒီထိုင်းကလူတွေကပွဲလန်းတပင်ဆိုအရန်ကြိုက်တယ်ဒီလိုဈေးရောင်းတာတွေကိုသူတို့အရန်ကြိုက်တယ်ပေါ့ဒီတကြံအကျဉ်းနေမှာလဲအဲရေကန်ဘေးမှာသူတို့ပွဲဈေးခင်းထားတယ်ဘေးလမ်းဘေးမှာကျတော့လူတွေသွားနေတာပေါ့နော်တကြံအကကတဲ့လူကတယ်တက်ကြီးရွယ်ဦးဖွဲ့တွေကတော့ကကြတယ်လူငယ်လေးတွေကတော့ရှောက်လဲတယ်မန်တက်ရှိတယ်အဲ့ဒီမန်တက်ကိုလူငယ်လေးတွေကသွားကြတယ်ပြီးရင်မုတ်စားခြင်းတဲ့ကလေးတွေကြတော့ဒီဘက်ကဈေးတန်းကိုလာကြတယ်ပေါ့အဲ့တော့ဒီရက်ကလူရမ်းများတယ်နေရာတိုင်းမှာလူကြနေတာတကြံတော့ကတော့ရတီအထုကတိတ်တော့မပူသေးဘူးသိလားပူတော့ပူနေပြီဒါပေမဲ့တိတ်တော့မပူသေးဘူးအခုကျတော့လေတွေကအရန်ပူတာလေတိုက်လေတိုက်နေတဲ့လေကိုကပူနေတော့ဘလို့မှနေလို့မရအောင်အရန်ပူတယ်အဲကြောင့်မလို့ကျွန်မအခုမှသိတယ်ထိုင်းကဆိုရရုံးတွေမှာပဲဖြစ်ဖြစ်သူတို့ရဲ့နေအိမ်တွေမှာပဲဖြစ်ဖြစ်ပေါ့နော်အဲကုန်းရှိရင်ရှိမရှိရင်ဘန်ကအကြီးကြီးတွေတတ်ထားကြတယ်မဖြစ်မနေကိုရှိကြတဲ့အိမ်တစ်လုံးကတော့ရှိကြတယ်အမှဆိုရင်လေအဲကုန်းတွေကအေးနေတာပဲပြီးရင်ကုန်းဆုံးဆိုင်တော့ဟိုမှာ7-Eleven လို့ store လို့မျိုးပုံစံဆိုလဲအေးမှအေးတယ်သူတို့ကလေဝတ်တကောင်းဝယ်ကြတယ်ကျမကမြန်မာနိုင်ငံကလူတယောက်ဆိုတော့လေဝတ်တကောင်းဝယ်ဖို့အရန်တွန်းဆုပ်တယ်ပေါ့ဒီဟာဝယ်ပြီးရင်တကြံပြီးသွားရင်ဘာလုပ်မလဲဆိုတဲ့စိတ်ရှိတယ်တကယ်တမ်းတော့ကျမလည်းဝတ်တကန်ကြီးကြီးတလဲနဲ့ကျမတကြံလဲချင်းခဲ့တာပဲဒါပေမဲ့တကြံပြီးသွားရင်ဒီဟာနဲ့ပတ်ပြန်လုပ်လို့ရလဲဆိုတော့တွေးလိုက်ဘာမှလည်းလုပ်လို့မရအရန်ရင်ကျက်လာတော့မသိဘူးမဆိုင်တဲ့နေရာတွေမှာပစ္စည်းတွေကိုမဝယ်ချင်တော့မလို့အပ်တဲ့နဲ့ပတ်စံကိုမတုံးချင်တော့ဘူးလေဖြစ်သွားတယ်ဒီတော့လည်းပြောစရာလည်းမကောင်းပါဘူးမပုံမှန်ဆိုရင်ဒီလိုမျိုးပွဲဆေးသွားတယ်ပွဲခင်းသွားတယ်ဆိုရင်ဒီလိုလူတွေကိုတိတ်တွေ့ရလည်းမရှိဘူးဒီလိုအသားဖြူဖြူဥနုလေးတွေကဒီလိုမျိုးစုံခရန်ကြတော့ထွက်လာကြတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီရက်ဘလော့ကတော့ဒီလောက်ပါပဲရှင်ညတိဥထုကလည်းအရန်အေးနေအရန်ပူနေတာပါညတိဥထုကလည်းအရန်ပူနေတယ်ဆိုတော့ကြာမရေကျူဆိုင်ကြပါရေလည်းများများတောက်ကြပါဒီထက်ပိုပြီးတော့ထိုင်းနိုင်ငံကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုလည်းထပ်ပြောပြသွားချင်သေးတာမဟုတ်လို့ like and share subscribe လေးလည်းလုပ်သွားပြီးဖို့တောင်းဆိုပါရစေ bye bye